အမြင့်ကြောက်လို့တောင်တက်ရမှာဝါသနာမပါဘူးဆိုတဲ့သူတွေဒီဗီဒီယိုလေးကိုကြော်မသွားဖို့ပြောချင်ပါတယ်အဆုံးထိကြည့်ပေးပါဦးခင်ဗျာတက်လုံကောင်းတယ်မေငါမောလို့ဟုတ်ဆောက်တက်နိုင်နေတဲ့မြင်းမူရောက်ရေးခုလို cable စီးပြီးတော့အမြင့်ပေ4400ကျော်လောက်ကိုတက်ရမှာဖြစ်ပြီးတော့ကျန်တဲ့100ကျော်လောက်ကတော့ခြေလင်းတက်ရမှာပါအခုလို cable တစ်စီးကိုလူအယောက်20ကျော်လောက်စီးရမှာပဲဖြစ်ပါတယ်အတက်နဲ့အဆင်းဆိုပြီးတော့2စီးရှိပြီးတော့ကြာချိန်ကတော့10မိနစ်ဝန်းကျင်လောက်ကြာနိုင်ပါတယ်အတက်ကောဆင်းရောကြာချိန်10မိနစ်လောက်ကြာနိုင်ပါတယ်နေရာလေးကတော့သရူမီ train head တို့လည်းရှာနိုင်လို့ဘက်ပူရောဝေးဆိုပြီးတော့လည်းရိုက်ပြီးတော့ရှာနိုင်ပါတယ်အဲဆိုတော့ကျွန်တော်တို့တော့လေဒါလေးတောင်းလိုက်ကြအောင်ခင်ဗျာ这西游记嘛，哪个记嘛？西游记嘛？白呢？没得，走的，哪走的？哪走的？အခုကစပြီး cable ကတော့စပြီးထွက်ပါပြီတောင်ပေါ်မှာရှုခင်းနေဘယ်လိုရှိမလဲဆိုတာတော့လိုက်ပါကြည့်ရှုပေးကြပါအောင်ခင်ဗျာမုံမီကြီးဆိုတော့လာမှာမမီကြီးကျင်တော့လာနော်ရိုးစောက်လေးမုံမီကြီးတို့ဆာကူရာတို့လေအောက်မှာဆာဒါဆာကူရာပဲနေလေဟိုဒီရောက်မှာ6လမ်းနေရှိတယ်လမ်းလျှောက်လိုက်အမို့လမ်းလျှောက်ပြီးတက်လို့ရတယ်ဟုတ်မလားလမ်းရဟိုးဒီမှာဖေးရဟိုးထက်မှလမ်းမြင်နေရတဲ့ဖြူဖြူတွေကတော့ဂျပန်နိုင်ငံမှာရှိတဲ့ဖျားတွေကတစုဖြစ်တဲ့ဘက်ပူမျိုးမှာရှိတဲ့ဇေဒီတစုပဲဖြစ်ပါတယ်cableကတော့တောင်တန်းတွေတစ်ခုပြီးတစ်ခုရွရွနဲ့တက်နေတာပဲဖြစ်ပါတယ်အခုမှအစပဲရှိသေးပါတယ်ဒါကတော့အဲ့ကမြန်လည်းအန်တယ်ရှိအစပဲရှိသေးပေမဲ့တော်တော်လေးကိုမြင်နေပါပြီဩဒီပြောက်ကလည်းရေးတဲ့ကြောက်နေထိုင်းလိုက်တယ်လို့ကြောက်နေတယ်ဘက်ကဘာရိတ်ကြလားပြင်မနေပေါ်ရောက်နေတာတခုပဲလားမြင်းတော့မြင်းနေပြီဒီလားဟုတ်တယ်နော်တို့မြင်းသွားပြီဒီပင်လေးရလာတယ်ထန်းရှုပင်နေလိုက်ထန်းရှုပင်ဒီနေရာကိုလာမယ်ဆိုလို့ရှိရင်ဆာကူရာပွင့်တဲ့အချိန်တို့မမီကြီးရွတ်တည်ရှိတဲ့အချိန်တွေဆိုလို့ရှိရင်တော့ပို့ပြီးတော့လာမယ်လို့ထင်ပါတယ်တော့ဘာသာရချင်များနော်ချက်ညာရဲ့ဒီနေ့ခါနိုင်ရမစီနေဖြစ်နေတာတောင်အားတဖြည်းဖြည်းနဲ့မြင့်လာတာနဲ့အများကျွန်တော်တို့နည်းနည်းနားရီထဲမှာနည်းနည်းစူးသလိုလို့ဖြစ်လာပါတယ်တောင်တီးကုန်မြတောင်ရီတရေးနဲ့တက်သွားရင်တော့အပေါ်ကြီးမိုက်တယ်နိုင်ဝေးတာပြန်ကြရင်တော့ဟောက်ထိတ်ကရအောင်တော့ဟုတ်တယ်နည်းနည်းပြေးအောင်ဟိုကအစင်းထိတ်ကလည်းရအောင်တော့ဟုတ်တယ်အကောင်တွေရှိပါမလားဒီပေါ်ကြီးတွေတွဲတိရစ္ဆာန်ရှိရပေါ့ရှိတော့နော်အောက်ဆီဂျင်ကောင်းကောင်းရပါတော့ဝက်လေးတော့ရှိပါရှိလောက်တယ်ဒီဗီဒီယိုမှာတော့ cable စီးပြီးတောင်ပေါ်တက်တာနဲ့ကောင်းပါ cable စီးပြီးလို့တောင်ပေါ်ရောက်သွားတဲ့အချိန်မှာရှေ့လေးရှောင်းတဲ့ဥစ္စာအခုပဲပါပါမယ်ဒါပေမဲ့တောင်ပေါ်ရဲ့ရှုခင်းတွေကိုကျွန်တော်အကုန်လိုက်ပြပေးပါမယ်ဒါကဟိုမုံမီကြီးရန်တော့အကုန်လုံးအခုဆိုလို့ရှိရင်တော့ဟိုဘက်ကနေပြီးတော့အပေါ်ကနေဆင်းလာတဲ့ cable တစ်စီးကျွန်တော်တို့ဘေးကနေဖြတ်သွားမှာဖြစ်ပါတယ်တော်တော်လေးပဲမြန်ပါတယ်အစင်းအမြန်တာပေါ့အစင်းသိမ့်ချအောင်မလို့ပြန်ကောက်ကောက်တယ်လုံးဝမြန်တော့မြင်းဦးမြင်းနေရောခုမှတဆင့်ရောက်နေတာကိုကျော်ဟုတ်လားအဲ့တော့တော့မြင့်နေဒီမှာတိုင်းနေဆိုတော့ဟုတ်တယ်ဟုတ်ကြောဟုတ်တယ်ဒီကတော့တော်မိုင်းလေဟုတ်တယ်အပြန်အဲ့ဒီကမကောင်းဘူးအဲ့ဒါနေငါလာအောင်မယ်တော့ရတော့ရ
観覧車や木製ジェットコースターなどが見えてまいりますが、あの辺りが標高700メートルの木島高原です。 နောက်ကဝါးတယ်ခန်းတန်းဆိုတာနောက်ကခေါင်းမှုမှတက်လို့လားမသိဝါးပေးတာလားမမြင်အောင်ဟုတ်ပါဘူး ゴンドラは標高1100メートルの地点を တကယ်ရေးပြောလို့ဒီကွာနှိမ့်ချလိုက်ရင်တော့ပုံနေ အေးဟုတ်ပါ မနာတော့မနာတော့နှိမ့်သွားအောင် နင်းကြတဲ့အချိန်တော့ပတ်သေးပဲရှော့ ဒါနှိမ့်ကြတယ်နှိမ့်ဒီပေါ်အောက်ဒီမတင်တောင်းမတင်တော့ဘူး スタジオでは5月1日 ဟုတ်တယ်မြင် ပုံစံကြည့်ရတယ် ဘာကြီးညာတော့တယ် 宮崎にဒီဘက်ကအတန်တော့ငါတို့ကဖျားအပြင် 冬と夏に入りの鶴見岳名物の氷水が ဂျပန်မှာအခုလို cable စီးလို့ရတဲ့နေရာတွေများစွာရှိတယ်ဆိုပေမဲ့ အကုန်လုံးငါတို့အောက်မှာ ဘက်ပူဝီတာပဲရောက်မယ်ဆိုလို့ရှိရင်တော့ဒီနေရာလေးကလည်း ပြောဝဲလာ ဖျားနေရာလေးတစ်ခုပဲဖြစ်ပါတယ် ဒီတော့ဖုန်းမှန်တော့တိတ်နေတာမသိနော် မြူတော့လို့မြူတော့လောက်တော့လို့ 右手眼下に ပိန်မော်ဒီမြန်တဲ့ကောင် 町が湯の町別府でその向こうに広がるでもいいな別府湾の右手に伸びております ခုမှကြည့်ဒီဘောနဲ့ကြည့်ဖျားလည်းကောင်းပါနော်လို့လေကောင်းတော့ 左手に伸びております半島が国東半島で2つの半島を結ぶ総延長 150km の湾岸線道路は風光明 အခုဆိုရင်တော့ guide ကနေပြီးတော့ဘေးပတ်ဝန်းကျင်မှာမြင်နေရတဲ့ရှုခင်းတွေအကြောင်းကိုရှင်းပြနေတာဆိုပေမဲ့ 国東半島を ကျွန်တော်အခုကြိုက်ပြနေတာတော့ 国から ဒီဘက်ချမ်းမှာပဲဖြစ်ပါတယ် また別府から国東半島を含む大分県北部地域は神の世から近代に至る歴史体験ができる観光エリア豊の国千年ロマン観光 ဒီကျိုးတွေတက်တော့လူမျိုးတက်ခဲ့ကြတယ်နော် 新観光客の認定を受けています ဖနီမူလောက်နေတော့လည်းသေးရလိုက်တာ အခုဆိုရင်တော့တောင်ထိပ် ငဲ ကို သွားတာဘာလို့လဲ ရောက်သွားပြီးပဲဖြစ်ပါတယ်တဖြည်းဖြည်းနဲ့မြန်ပြီးတော့ ဟိုတောင်းရင်းနဲ့လက်ပြီးတော့ထိနေအောင် နောက်သမီးလေးတွေတွေ့ရတာ ခဏနေလို့ရှိရင်ကျွန်တော် cable ဘောကဆင်းပြီးတော့ ဘုံတောင်ထိပ်နေရောက်နေ ဘေးပတ်ဝန်းကျင်မှာရှုခင်းနေဘယ်လိုရှိလဲဆိုတော့လိုက်ပြပေးမှာဖြစ်ပါတယ် ဒီမှာကြည့်လိုက် အားလုံးပဲလိုက်ပါကြည့်ရှုပေးဖို့ နားအောင်ပါ ဟီဟီဟီ ပြောချင်ပါတယ်ခ ချော င် က် ဗျာ ပါလား ရောက်ရောက်အကေဆုံးမယ် ဟုတ်တယ်ဒီတော့မထင်ဘူး ဒါမင်း တက်ဦးမရောက်မရောက်ဘူး ဒီတိုင်းရက်မှာရက်ပြီးတာ ငါတို့နှစ်ကနေကြမှာလားမသိဘူး မဟုတ်နားမှာရှိပါနေ ထက်တက်ဦးမှာအမ အဲ့တဲ့ အစင်းလိုက်မှလို့တော့ဘိုးလိုက်ကြောင်း စင်လိုက်ဘူးက နော်နေရောက်ဘဘောကတကယ်မမြင်အောင်လားမဟုတ် လေလေကမျက်ထိမှဆိုလား ဘူးမှရောက်လို့လားမသိဘူးစတူဒီယိုလေး လေတရားပြကြီးနားရောက်ကြောက်နေ လို့စီလို့စီတော့ အေး တူချကူတယ်ဟုတ်တယ်ပါ ဒီဘက်ထောင်းတယ် cable က10မိနစ်15မိနစ်ဝန်းကျင်မှာတစ်ချိန်အတက်ဆင်းလုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုပဲအဆင်ပြေပါတယ် အခုဆိုရင်တော့ကျွန်တော်တို့တောင်ထိပ်ကိုတော့ရောက်နေပြီဖြစ်ပါတယ်ကျွန်တော်တို့တောင်ထိပ်ရောက်သွားတဲ့အချိန်မှာတောင်ထိပ်မှာမြူတွေအရန်ကြာပြီးတော့တော်တော်လေးကိုမိုက်ပါတယ်ရှူခင်းတွေကအရန်လေးအေးပါတယ် တော်ဤတယ်နော်လက်ပြီးဆိုတာဒါပြောလာမသိဘူး တောင်ပေါ်မှာလေတွေအရန်တိုက်ပြီးတော့မြူတွေကျနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ကရှူခင်းတွေကတော့ဘာမှမမြင်ရဘူးဆိုပေမဲ့အပေါ်မှာပဲကိုတော်တော်လေးမိုက်ပါတယ် ဘာမှမမြင်အောင်ကွာ ကျွန်တော်တို့နိုင်ငံမှာလည်းအခုလိုအရန်လာတဲ့ရှူခင်းတွေရှိတဲ့တောင်တွေတောတွေအများကြီးရှိတဲ့ဆိုပေမဲ့ဂျပန်နိုင်ငံမှာတော့တဘာဝတရားကြီးနဲ့ဤပညာနဲ့ပေါင်းဆက်ပြီးတော့အခုလိုပဲနှစ်စဉ်ဒီကနေပြီးတော့ငွေများစွာရရှိနေရဖြစ်ပါတယ်တစ်ချိန်မှာကျွန်တော်တို့နိုင်ငံလည်းအခုလိုမျိုးကြီးသွားဧည့်သည်တွေကိုဆွဲဆောင်ဖို့အခုလိုဤပညာတွေနဲ့
အများကြီးဖြစ်လာလိမ့်မယ်လို့ယုံကြည်ပါတယ် nhìn này bà đi phía đó đó dạ dạ nó một cảnh nào vào đi ရှာလားခုမှနည်းလေးမဖြစ်သွားပြီနော် နေလေးနည်းတော့ပွင့်လာပါ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒီထက်မကလှပြီးတော့ဒီထက်မကမြင်မာတဲ့ to là lúc con တောတွေတောင်တန်းတွေများစွာရှိတဲ့အတွက်ကြောင့်မလို့နောင်အနာဂတ်မှာအေဝရတ်တောင်လိုဟာမျိုးတွေပုပ်ပားတောင်မှာကြီးလိုနေရာမျိုးတွေမှာအခုလို cable တွေစီစဉ်ပြီးတော့နိုင်ငံခြားခီးသွားဧည့်သည်တွေကိုဆွဲဆောင်နိုင်မယ်ဆိုလို့ရှင်တော့အဲ့ဒီကနေမှနှစ်စဉ်ဝင်ငွေတွေများစွာရရှိမယ်လို့ယုံကြည်ပါတယ်။နောင်အနာဂတ်မှာအခုလိုမျိုးတွေဖြစ်လာလိမ့်မယ်လို့လည်းကျွန်တော်တို့မျှော်လင့်ပါတယ်။ ပေါ်တက်လို့ရတယ် ဒီပေါ်တက်ခဲ့လုံးဝဒီပေါ်ထိတ်ဆုံးပဲโอ้ဗီဒီယိုရိုက်တာလားမတွေ့ မမြောက်တာ တွေ့ရတယ် ဆင်းနေမရဘူး မစင်းနဲ့အဲ့နာရက်နေအဲ့နာရက်ပြောလို့ ပေါ်လိုက်နေတယ် ခဏလေးဟောပေါ်ပြီ ခိုင်းတော့ဆင်းနေမယ်ဆောပါစေဥပဒေဆိုပဲအဲ့ဒါရလား
ရှိတော့ရှိမှာပါကျော်စင်မျိုးတယ်ကိုကျော်ကြီးကဖုန်းခေါ်တယ်လေးတိုက်တယ်တတိတော့ထားကြအောင်တော့အောက်တည်ဒီနေရာကနေပြီးတော့တောင်ထိပ်ကိုရောက်ဖို့ရပေ100ကျော်လောက်ဆက်ပြီးတော့တက်ရအောင်မှာဖြစ်ပါတယ်ပေ4500ကျော်အမြင့်ရောက်တဲ့အခါမှာဘယ်လိုရှုခင်းနေရှိမလဲဆိုတာဆက်ပြီးတော့တက်ကြည့်ကြအောင်ဆိုခင်ဗျစွတ်စားတက်လုံကောင်းတယ်没，俺毛后我上不上海了？ ဟိုးတောင်ထိပ်ကိုရောက်ဖို့နီးလာလေကတော်တော်လေးကျန်းလာပြီးတော့တော်တော်လေးအေးလာပါတယ်အသက်ရှူလဲနည်းနည်းကြက်လာသလိုခံစားရပါတယ်တော်တော်လေးလည်းမောပါတယ်ဟိုဒီနေရာရောက်ရင်တောင်ထိပ်ကိုရောက်ပြီလို့ထင်ထားပေမဲ့နောက်ထပ်တောင်ထိပ်ကိုရောက်ဖို့2ဆင့်လောက်ဆက်ပြီးတော့တက်ရအောင်မှာပဲဖြစ်ပါတယ်
おらんのやないからって怖いやん。အစဒီနေရာကိုရောက်ရင်တောင်ထိပ်ရောက်ပြီလို့ထင်ခဲ့မိတာပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးခင်ဗျတောင်ထိပ်ကိုရောက်ဖို့နောက်ထပ်တစ်ဆင့်လောက်ထပ်တက်ပြီးမှရောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့တော်တော်လေးလဲမောနေပြီအေးလဲအေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တစ်ဆင့်ထိတော့မတက်တော့ပါဘူးဘယ်လိုဖြစ်ဖြစ်2025ခုနှစ်ရဲ့နောက်ဆုံးကြီးစဉ်လေးလည်းဖြစ်တယ်ပျော်ရွှင်မှုတွေလည်းများစွာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေဝတ္ထုတတွေလည်းညစွာရရှိခဲ့တဲ့ခီးစဉ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုပဲပျော်ရွှင်ခဲ့ရပါတယ်အားလုံးပဲကျွန်တော်နဲ့အတူလိုက်ပါပြီးတော့ကြည့်ရှုပေးရတဲ့လူတယောက်ချင်းစီတိုင်းကိုလည်းရမ်းပဲကျေးဇူးတင်ပါတယ်အခုကတော့ဒီကနေပြီးတော့ cable စီးတဲ့နေရာကိုဆက်ပြီးတော့ဆင်းတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့cable စီးတာနဲ့တောင်ပေါ်မှာရှိတဲ့ရှုခင်းတွေကိုလိုက်ပြပေးတာဖြစ်ပြီးတော့နောက်တစ်ပုတ်မှာတော့ cable ပေါ်ကနေပြီးတော့အောက်ကိုဆင်းတဲ့ရှုခင်းတက်ကြီးပဲဗီဒီယိုတစ်ပုတ်လုပ်ပေးဖို့စီစဉ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ဗီဒီယိုတစ်ပုတ်အစင်းဗီဒီယိုမှာလည်းဆက်လက်ပြီးတော့အားပေးကြပါအောင်လို့ဖိတ်ခေါ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် စမ်းတိုင်းတော့ဟိုထိတ်ထီတော့ပတ်ခဲ့ပြီတစ်ဖက်ရှိသေးတယ်တက်လို့ရတယ်အေးနေပေါ့အေးမောနေတော့ကျွန်တော်လိုပဲခီးသွားတာဝါသနာပါတယ်အခုလိုမျိုးတောတွေတောင်တွေရှုခင်းတွေကိုကြည့်ရတာဝါသနာပါတယ်သူတွေဆိုလို့ရှိရင်တော့ဘက်ပူအိုတာဘက်မှာရှိတဲ့ဒီခီးစဉ်လေးကိုလည်းတောက်ရောက်လေပတ်တင်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဒီနေရာမှာမဟုတ်ဘူးပေါ့နော်အခုလိုမျိုးလာတဲ့နေရာတွေကများစွာရှိတဲ့အတွက်ကြောင့်မလို့ဘယ်နေရာပဲရောက်ခီးတွေထွက်ပါတဘာဝနဲ့ထိတွေ့ပါလို့အားလုံးပြောချင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ငယ်ရွယ်မှုဆိုတာပြန်မရနိုင်တော့တဲ့အရာတွေတည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ငယ်ရွယ်တဲ့အချိန်မှာခီးတွေသွားပါလှုပ်ချင်တဲ့အရာတွေကိုအကောင်းဆုံးလုပ်ပါဘဝကိုဘယ်လောက်ပဲအခက်အခဲတွေများစွာရှိရင်ဆိုင်ကြော်လွှားပြီးတော့ပျော်ရွှင်စရာတွေကိုယ့်အတွက်ကိုဖန်တီးပါလို့အားလုံးကိုအကြံပြုချင်ပါတယ်အခုဆိုရင်တော့ဒီဗီဒီယိုလေးကပထမဆုံးမိနစ်အရှည်ကြီးနဲ့ edit ဖြစ်တဲ့ဗီဒီယိုလေးဖြစ်တဲ့အတွက်ကြောင့်မလို့အဆင်မပြေမှုတွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်းအားလုံးပဲခွင့်ပြုပေးကြပါလို့မြေတရခံချင်ပါတယ်ခင်ဗျအခုဆိုရင် cable စီးတဲ့နေရာကိုရောက်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ခဏနေ cable စီးပြီးတော့အောက်ကိုဆင်းတော့မှဖြစ်ပါတယ်နောက်တစ်ပုတ်မှာအားလုံးပဲစောင့်မျှော်ကြည့်ရှုပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ဟိုအောက်တပြန်ပါအားလုံးပဲအဆုံးထိကြည့်ပေးခဲ့တဲ့တူတယောက်ချင်းစီအားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပဲ2026နှစ်တင်မှစပြီးတော့အဆဆရရပို့အဆင်ပြေပြီးတော့အလုပ်ကိုင်မှန်သမျှအားလုံးအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ